ဒီကဘာမှာလူတိုင်းကကိုပိုင်နောက်လိုက်မျိုးနွယ်စုကိုရွေးချယ်ပြီးနတ်ဖျားတစ်ပါးဖြစ်လာနိုင်ကြတယ်ငါရဲ့ကုကဲမှုအောက်မှာအင်းဆက်စစ်တဲ့အကောင်ရည်တန်းနဲ့ချီပြီးရှိနေတာထင်ရှားနေတာတော့မှအတန်းဖော်တွေကငါ့ကိုအမိုက်ဆိုပြီးလှောင်ပြောင်းနေကြတော့ပဲဒါကဘာလို့လဲဆိုတော့ငါရဲ့နောက်လိုက်မျိုးနွယ်စုကအားလုံးထဲမှာအားအနည်းဆုံးဖြစ်တဲ့အေယာမကျန်းကောင်တွေဖြစ်နေလို့ပဲမျိုးပွားနှုံးအလွန်မြန်တာကလွယ်ရင်ဘာမှသုံးစားမရဘူးအခြားလူတွေရဲ့နောက်လိုက်တွေကြတော့မိုးကြိုးစားကလေးတွေဝန်ပလွေစီးသူရဲတွေဖြစ်ပြီးအညံ့ဆုံးဆိုတဲ့လူတွေမှာတောင်ဂေါဘလင်စစ်တပ်ရှိကြတယ်ငါဘယ်တော့မှပြန်ပြီးကောင်းမွန်နိုင်တော့မှာမဟုတ်ဘူးလို့တွေးနေတဲ့အချိန်မှာပဲငါမှာအသက်စစ်မြစ်ပူဇော်တက်ကဆိုတဲ့ယူတူလောက်စရာပါရမီထူးတစ်ခုရှိနေတာကိုရှာဖွေတွေ့ရှိခဲ့တယ်ဒီပါရမီကတက်ရှိတတဝါတွေကိုပူဇော်ပြီးတန်ဖိုးတူညီတဲ့ပစ္စည်းတွေနဲ့လဲလှယ်နိုင်တာမျိုးပဲအဲ့ဒီအချိန်မှာပဲငါကောင်းတဲ့ကိုရဲတင်းတဲ့အကြံဉာဏ်တစ်ခုဖြတ်ခနဲဝင်လာတဲ့ကျန်းကောင်တွေရဲ့ကြောက်စရာကောင်းတဲ့မျိုးပွားနှုံးရဲ့အသက်စစ်မြစ်ပူဇော်တက်ကရဲ့ပေါင်းဆက်လိုက်ရင်ငါအတွက်အောင်မြင်မှုလမ်းကြောင်းပွင့်သွားပြီမဟုတ်ဘူးလားအဲ့လိုတွေးပြီးတာနဲ့နေရောညပါစစ်တပ်ကိုအပြင်းထန်တိုးပွားအောင်ချက်ချင်းစလုပ်တော့တယ်ငါရဲ့ပါရမီကိုအသက်သွင်းဖို့နဲ့သူတို့ရဲ့ကြီးထွားမှုကိုညံဆန်စေဖို့တပ်ဝင်ယုံကြည်မှုစွမ်းအားနှစ်သိန်းကိုသုံးဆွဲလိုက်တယ်14ရက်အတွင်းမှာတင်တားလောင်းတန်း20ကိုတားဖောက်နိုင်ခဲ့ပြီးအဲ့ဒီထဲကထက်ဝက်ကအကောင်ကြီးတွေဖြစ်လာခဲ့တယ်သူတို့ကဥပေါင်းတန်း90ကျော်ကိုလည်းထောက်ခဲ့ကြသေးတယ်တစ်ဖက်မှာလည်းကျန်းကောင်အရေးအတွက်တိုးလာတာနဲ့အမျှငါရဲ့တပ်ဝင်ယုံကြည်မှုစွမ်းအားကလည်းဆက်တိုက်မြင့်တက်လာခဲ့တယ်ပြီးတော့ငါကရလာတဲ့တပ်ဝင်ယုံကြည်မှုစွမ်းအားအားလုံးကိုကြီးထွားမှုအရှိန်မြင့်တဲ့နေရာမှာပဲဆက်ပြီးသုံးဆွဲခဲ့တယ်မကြခင်မှာပဲအရွယ်ရောက်ပြီးသားကျန်းကောင်အရေးအတွက်က1.5ဘီလီယံအထိရောက်ရှိသွားတယ်ဒါကိုမြင်တဲ့အခါအသက်စစ်မြစ်ပူဇော်တက်ကကိုစတင်လိုက်တဲ့မျက်စိတမိတ်တွင်းမှာပဲငါရဲ့နက်ဖျားနယ်ပယ်ထက်မှာကြီးမားတဲ့တွေးနီအောင်မော်ဒန်အစီရင်တစ်ခုပေါ်လာခဲ့တယ်ငါကမျိုးဆက်မပြတ်အောင်အရွယ်ရောက်ပြီးသားအကောင်ကြီး30တန်းပဲခြံထားပြီးကျန်တဲ့ကျန်းကောင်1.4ဘီလီယံကိုပူဇော်လိုက်တဲ့ရေတွက်လို့မရတဲ့အသက်ဆွမ်းရင်အလင်းတန်းလေးတွေကအစီရင်ထဲကိုစီးဝင်သွားကြတဲ့စနစ်တကျပူဇော်မှုပြီးဆုံးသွားတဲ့အခါငါရှိမှာရွေးချယ်စရာ3ခုပေါ်လာခဲ့တယ်ဒါတွေကပူဇော်မှုကနေရရှိတဲ့ဆုလက်တွေပဲရွေးချယ်စရာတကထူးချွန်တဲ့တက်ရှိပုံစံဖြစ်တဲ့ကော်ဘလင်စစ်တီ1000ရွေးချယ်စရာနှစ်ကတက်ရှိတွေကိုအာဟာရကျွေးမွေးနိုင်ပြီးပတ်ဝန်းကျင်ကိုမြင့်တင်ပေးနိုင်တဲ့အသက်ဆန်းရည်တွေကိုအဆက်မပြတ်ထုတ်လုပ်ပေးမဲ့အသက်ဆန်းရည်တွင်ရွေးချယ်စရာ၃ခုကတော့နက်ဖျားနယ်ပယ်ရဲ့အနှစ်သာရတွေကိုထည့်သွင်းလိုက်ရင်ပောက်ကွဲအားရှိတဲ့အဓိကနောက်လိုက်တွေကိုဖန်တီးပေးနိုင်တဲ့ပထမအဆင့်ဇီဝပစ္စည်းဖြစ်တဲ့ပောက်ကွဲခြင်းနှလုံးသားဒါကိုမြင်ချင်းပဲငါကဘာမှမဝေခွဲတော့ပဲရွေးချယ်စရာ၃ကိုချက်ချင်းရွေးချယ်လိုက်တဲ့တည်င်းကတွင်းမှာပဲပောက်ကွဲစွမ်းအားတွေကငါရဲ့အဓိကနောက်လိုက်တွေအားလုံးစီပြန့်နှံ့သွားခဲ့တဲ့ကြန့်ရှိနေတဲ့ကျန်းကောင်30တန်းတွေကအချို့ကခန္ဓာကိုယ်ပေါ်မှာမီးတောက်လို့နေရတဲ့အစင်းကြောင်းတွေပေါ်လာပြီးသူတို့ရဲ့အရွယ်စားက2ဆလောက်ကြီးမားလာခဲ့တယ်ငါကကိုဖောက်ခွဲနိုင်တဲ့ကျန်းကောင်ကိုဖမ်းကင်ပြီးချက်ချင်းပောက်ကွဲပစ်ဖို့အမိန့်ပေးလိုက်တယ်အဲ့ဒီပောက်ကွဲမှုကမီရှူမီပန်းကြီးတစ်လုံးလောက်ပဲအပြင်းပြီးအဲ့လောက်ပဲရှိတယ်တာမန်လူတစ်ယောက်ကိုတတ်နိုင်လောက်တဲ့အထိတော့မဖြစ်နိုင်သေးဘူးဒါပေမဲ့ငါကသူတို့ကိုအများကြီးစုစည်းလိုက်ရင်တော့အလုပ်ဖြစ်နိုင်တယ်ကျောင်းတက်ဖို့အချိန်8နာရီထက်မနည်းပဲကျန်တော့တယ်နက်ဖျားနယ်ပယ်ရဲ့အချိန်နဲ့တွက်ချက်လိုက်ရင်တော့၄လနီးပါးလောက်ရှိတယ်ဒါကြောင့်ကိုဖောက်ခွဲနိုင်တဲ့ကျန်းကောင်တွေရဲ့မျိုးပွားမှုကိုမြင့်တင်ဖို့ကြီးထွားမှုအရှိန်မြင့်စနစ်ကိုထပ်ပြီးအသက်သွင်းလိုက်တဲ့မျက်စိတမိတ်တွင်းမှာပဲနက်ဖျားနယ်ပယ်ထဲမှာ၄လကုန်ဆုံးသွားခဲ့တယ်အချိန်ထဲမှာပဲကြောင်းကောင်းလောင်းတန်မြည်လာပြီးငါကအတန်းထဲကကိုပိုင်ထိုင်ကုန်စီကိုတိုက်ရိုက်ရောက်ရှိသွားခဲ့တယ်စာတင်ခန်းထဲမှာလူတိုင်းကသူတို့ရဲ့နက်ဖျားနယ်ပယ်တွေအကြောင်းကိုရေရေမုံမောနဲ့စကားစမြည်ပြောနေကြတယ်အဲ့ဒီအချိန်မှာပဲလှပတဲ့မိန်းကလေးတစ်ယောက်ငါစီကိုရှောက်လာခဲ့တယ်သူမရဲ့နာမည်ကချင်းရွှမ်းဖြစ်တယ်သူမကခါးကိုလက်ထောက်ပြီးမြန်မာနာထောင်သွားတဲ့လေတန်းနဲ့ပြောလာတာကပိုင်ဆုံးနင်းဆုံးဖြတ်ချက်ချပြီးပြီလားငါရဲ့ကြုံဖြစ်လာမယ်ဆိုရင်နင်းကြောင်းပြီးတဲ့အထိဘယ်သူမှမနှိပ်စက်ရဲစေရဘူးလို့ငါအာမခံနေတဲ့အဲ့ဒါကိုကြားတော့ငါကသူမကိုချက်ချင်းညှင်းပယ်လိုက်တယ်ဒါပေမဲ့ကွက်တီပဲအတန်းထဲကိုယောက်ျားလေး3ယောက်ရှောက်ဝင်လာခဲ့တယ်သူတို့ကိုဥဆောင်လာတဲ့လူကငါ့ကိုအမြဲတမ်းနှိပ်စက်လေးရှိတဲ့အကြောင်းကလူမိုက်ချန်ပီယံဖြစ်တဲ့ပိုင်ဆုံးမင်းကိုပြင်ဆင်ထားခိုင်းတဲ့နက်ဖျားစွမ်းအားတရားယူလာခဲ့လားအခုချက်ချင်းလွှဲပေးလိုက်စမ်းငါတို့ကိုအကြမ်းဖက်အောင်မလုပ်နဲ့မဟုတ်ရင်မင်းရဲ့နက်ဖျားနယ်ပယ်အနှစ်သာရကိုရိုက်ခွဲပစ်ပြီးဘယ်တော့မှပြန်မထူနိုင်အောင်လုပ်ပစ်မယ်လို့ပြောလာတယ်ငါကသူတို့3ယောက်ကိုမောကြည့်လိုက်ပြီးမင်းတို့ကနက်ဖျားစွမ်းအားကိုလိုချင်တာလားငါမှဘာမှမရှိဘူးဒါပေမဲ့ငါမှအသက်တစ်ချောင်းတော့ရှိတယ်အဲ့ဒါကိုလိုချင်လားလို့ပြန်ပြောလိုက်တယ်ငါအဲ့လိုပြောလိုက်တာနဲ့ကျမ်းပင်းကအံ့ဩသွားခဲ့တယ်အရင်တုန်းကဆိုရင်နှိပ်စက်ခံရတိုင်းငါကအမြဲတမ်းတိတ်ဆိတ်ပဲနေခဲ့တာဒီနေ့ကျမှဘာလို့ဒီလောက်အထိတင်းခံနေရတာလဲကျမ်းပင်းကချက်ချင်းဒေါသထွက်သွားပြီးမင်းကအသက်မရှင်ကျင်တော့ဘူးထင်တယ်ငါလူပုစစ်တပ်ကိုဥဆောင်ပြီးမင်းရဲ့နက်ဖျားနယ်ပယ်တဲ့ကိုကျူးကျော်ဝင်ရောက်ကအနှစ်သာရကိုရိုက်ခွဲပစ်တာကိုမယုံရင်စောင့်ကြည့်လိုက်လို့ချင်းချောက်လာတယ်အဲ့ဒါကိုကြားပေမဲ့လည်းငါကအရှုံးမပေးပဲတတိရှိရင်စမ်းကြည့်လိုက်လို့ပြန်ပြောလိုက်တယ်အမျက်ဒေါသထွက်သွားတဲ့ကျမ်းပင်းကငါအပေါ်ကိုကျူးကျော်မှုကပြားတစ်ချက်ကိုချက်ချင်းအသုံးပြုလိုက်တဲ့တရင်ကတွင်းမှာပဲအဲ့ဒီကပြားကအလင်းတန်းတစ်ခုဖြစ်ပြောင်းလဲသွားပြီးငါရဲ့ခန္ဓာကိုယ်ပေါ်ကိုဖျားကျလာခဲ့တယ်အဲ့ဒီနောက်ငါရဲ့စိတ်ဝိညာဉ်အသိစိတ်ကကိုပိုင်နဲ့ဖျားနယ်ပယ်တဲ့ကိုအတင်းအဓမ္မဆွဲသွင်းခြင်းခံလိုက်ရတဲ့ကျူးကျော်မှုကပြားကပြစ်မှတ်ကိုအသေးချာသတ်မှတ်ပြီးတာနဲ့အဲ့ဒီပြစ်မှတ်ရဲ့နက်ဖျားနယ်ပယ်တွင်းထဲမှာဟင်းလင်းပြင်ဝင်ပေါက်တစ်ခုကိုဖန်တီးပေးပြီးနက်ဖျားနယ်ပယ်တစ်ခုကနေအခြားတစ်ခုကိုကျူးကျော်ဝင်ရောက်ခွင့်ပေးတာမျိုးပဲအဲ့ဒီအချိန်မှာပဲငါရဲ့နက်ဖျားနယ်ပယ်တဲ့တဲကန်နာရေးရီယာထဲမှာကြီးမားတဲ့ဝင်ပေါက်ကြီးတစ်ခုပေါ်လာတာကိုငါမြင်လိုက်ရတယ်ပြီးတော့အဲ့ဒီဝင်ပေါက်ထဲကနေလူပုစစ်တပ်တစ်ခုချီတက်ထွက်ပေါ်လာခဲ့တယ်ကျမ်းပင်းကလူပုစစ်တပ်ရဲ့အထက်ကောင်းကင်မှာပြန်ဝဲနေပြီးလူပနက်ဖျားရဲ့နမတော်နဲ့ငါမိတ်ပေးတယ်ငါရဲ့လူပုစစ်တပ်အပေါင်းတို့အဲ့ဒီအားနွဲတဲ့ကျန်းကောင်တွေကိုဖျက်ဆီးပစ်ကြပြီးတော့ဒီနက်ဖျားနယ်ပယ်ရဲ့အနှစ်သာရကိုလည်းရိုက်ခွဲပစ်ကြစမ်းလို့အော်ဟစ်အမိန်ပေးလိုက်တယ်ကျမ်းပင်းရဲ့လှုပ်ဆောင်မှုကြောင့်လူပုစစ်တပ်ရဲ့စိတ်ဓာတ်ကချက်ချင်းပဲအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့တယ်
ဒီအချိန်မှာကျောင်းသားအားလုံးကနတ်ဖျားနယ်ပယ်တွေကိုဝင်ရောက်ကူညီပေးတဲ့ထောက်ပံ့ရေးကိရိယာတွေကတဆင့်ပွဲကြီးပရိသတ်မုတ်ထဲကိုဝင်ရောက်ပြီးကြည့်ရှုနေကြတယ်ကြည်စံလူပုစစ်တပ်ရဲ့ရှေ့ဆုံးကကောင်ကထူးချွန်အဆင့်တက်ရှိပုံစံပဲသူကထူးချွန်အဆင့်တက်ရှိကိုပိုင်ဆိုင်ထားပြီးပြီပဲပိုင်ဆုံးကတော့ဒီတစ်ချိန်တကယ်ပဲသွားပြီးလို့ပြောနေကြတယ်အတန်းဖော်တွေအားလုံးဒီဘက်ကတစ်ဖက်တည်းမှာပဲရှိနေကြပြီးငါ့ကိုယုံကြည်တဲ့လူတယောက်မှမရှိခဲ့ဘူးအဲ့ဒီအချိန်မှာငါရဲ့နတ်ဖျားကိုဘွားကကောင်းကင်ရံမှာပြန်ဝဲနေပြီးအောက်ဘက်မှာတော့အုပ်စုလိုက်ကြီးမားလာတဲ့ကျိုင်းကောင်အုပ်ကြီးတွေပြန်တန်းနေကြတယ်လေးလာတာပြုစုပြိုးထောင်ပြီးတဲ့နောက်မှာကျိုင်းကောင်တွေကမျိုးဆက်20အထိတိုးပွားလာခဲ့ပြီးပဲတာမန်ကျိုင်းကောင်တက်တင်အကောင်ရည်တန်းကို10ကျော်ရှိနေပြီးထူးချွန်အဆင့်ကိုဖောက်ခွဲနိုင်တဲ့ကျိုင်းကောင်ကတော့2သိန်းကျော်ရှိနေတယ်လူပုစစ်တပ်ကျူးကျော်ဝင်ရောက်လာတာကိုမြင်တဲ့အခါငါကအမိန့်ပေးလိုက်တယ်ကိုဖောက်ခွဲနိုင်တဲ့ကျိုင်းကောင်တွေချက်ချင်းပဲကိုဖောက်ခွဲနိုင်တဲ့ကျိုင်းကောင်တွေကတာမန်ကျိုင်းကောင်အုပ်ထဲကနေပြန်တန်းထွက်လာကြပြီးမိခိုးရောင်တောက်တိမ်တိုက်ကြီးတစ်ခုလိုစူးစီးသွားကြတယ်ပွဲကြည့်နေတဲ့ចောင်းသားတွေကအံ့ဩတုန်လှုပ်ပြီးအော်ဟစ်လိုက်ကြတယ်ငါကတော့အေးဆက်ဆက်နဲ့ပဲရေမောလိုက်တယ်မင်းကငါရဲ့နတ်ဖျားနဲ့ပဲအနှစ်သာရကိုရိုက်ခွဲဖို့ကြိုးစားနေတာမဟုတ်ဘူးလားအခြေအနေကအဲ့လိုဖြစ်နေမှာတော့မင်းရဲ့အနှစ်သာရကိုငါကပြန်ပြီးရိုက်ခွဲပစ်တာကပဲတရားမျှတပါလိမ့်မယ်ကျမ်းပင်းကမင်းမလုပ်ရဲပါဘူးမင်းတကယ်လို့ဒါကိုလုပ်ရဲရင်ငါမိဘတွေကမင်းကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးငါအဖေကနတ်ဖျားတစ်ပိုင်းဖြစ်ပြီးငါအမေကလည်းနတ်ဖျားတစ်ပိုင်းဖြစ်တော့မှမင်းကသူတို့ကိုရှင်းနိုင်မှာမဟုတ်ဘူးလို့အော်ဟစ်ညှင်းဆန်လိုက်တယ်အဲ့ဒီအချိန်မှာငါမျက်နှာပေါ်ကအေးဆက်တဲ့အပြုံးကပို့ပြီးတော့နှက်ဆိုင်လာခဲ့တယ်မင်းကိုငါလွတ်ပေးလိုက်ရင်ပဲသူတို့ကငါ့ကိုခြံထားမှကြားနေတာပဲလို့ပြောပြီးငါရဲ့ကျိုင်းကောင်နောက်လိုက်တွေကိုနတ်ဖျားအမိတ်တော်ချက်ချင်းထုတ်ပြန်လိုက်တယ်ဘာပဲပြစ်ဆက်ရသူရဲ့ကောင်းရဲ့အနှစ်သာရကိုငါအတွက်ရိုက်ခွဲပစ်စံချက်ချင်းပဲအုပ်စုလိုက်ကြီးမားလာတဲ့ကျိုင်းကောင်အုပ်ကြီးတွေကတိုက်မိလို့တေဆုံးသွားရရင်တော့မှနတ်ဖျားနဲ့ပဲအနှစ်သာရကိုဦးတည်ပြီးတိုက်ခိုက်မှုတွေစတင်လိုက်ကြတယ်ဒါကကျမ်းပင်းကိုအကြီးကျယ်ထိတ်လန့်သွားစေခဲ့တယ်တကယ်လို့သူ့ရဲ့နတ်ဖျားနဲ့ပဲအနှစ်သာရသာကွဲချေသွားရင်သူကနတ်ဖျားတစ်ပိုင်းဘယ်တော့မှဖြစ်လာနိုင်တော့မှာမဟုတ်တယ်လို့နောက်လိုက်တွေကိုလည်းထပ်ပြီးမွေးမြူနိုင်တော့မှာမဟုတ်ပဲတစ်လုံးအနာဂတ်မရှိတဲ့နတ်ဖျားတတဝအစစ်နဲ့တင်အချိန်ကုန်ဆုံးသွားရမှာဖြစ်တယ်ဒါပေမဲ့ကွက်တီပဲနတ်ဖျားနယ်ပယ်အထက်မှာနတ်ဖျားတစ်ပိုင်းရဲ့ကိုဘွားတစ်ခုရုတ်တရက်ပေါ်လာခဲ့တဲ့အဲ့ဒါကငါတို့ရဲ့အတန်းပိုင်ဆရာလှူလျံဖြစ်တဲ့ပိုင်ဆုံးရက်လိုက်တော့မင်းနိုင်သွားပြီပဲဘာလို့ဒီလောက်အထိလုံနေရတာလဲလို့တားမြစ်လာတယ်ကျမ်းပင်းရဲ့မျက်နှာပေါ်မှာမျောလင်းချက်အရေးအယောင်လေးပေါ်လာခဲ့တဲ့သူ့ရဲ့နတ်ဖျားနယ်ပယ်အနှစ်သာရတာမပျက်စီးဘူးဆိုရင်သူကနယ်ပယ်ကိုပြန်လဲကုစားပြီးပြန်လဲထူထောင်ကကလဲစားချေနိုင်မှာဖြစ်တယ်ဒါပေမဲ့ငါကဆရာရဲ့အမိန့်ကိုဂရုမစိုက်ခဲ့ဘူးကျမ်းကောင်တွေကိုကျမ်းပင်းရဲ့နတ်ဖျားနယ်ပယ်အနှစ်သာရစီကိုစက်တိုက်တိုးဝင်တိုက်ခိုက်စေပြီးဆရာကိုပြန်ပြီးမေးခွန်းထုတ်လိုက်တယ်ကျမ်းပင်းကငါ့ကိုရိုက်နှက်တုံးကချင်းချောင်းဝင်ညစ်တုံးကနဲ့နှိပ်စက်တုံးကကြတော့ဆရာဘာလို့တခါမှပေါ်မလာခဲ့တာလဲငါကအဲ့လောက်တောင်အနိုင်ကျင့်ရလွယ်တဲ့လူဖြစ်နေလို့လားလို့မေးလိုက်တယ်အဲ့ဒါကိုကြတော့လူလျံရဲ့မျက်နှာကညှိုးမောင်သွားခဲ့တယ်ငါကအမြဲတမ်းနှိပ်စက်ခံနေရတာကိုသူသိပေမဲ့သူကကြားထဲကနေမပတ်သက်ချင်ခဲ့ဘူးငါမှမိဘလည်းမရှိနောက်ခံလည်းမရှိတာကြောင့်ငါ့ကိုကူညီတာကသူ့အတွက်ဘာအကျိုးမျက်မှရှိလာမှာမဟုတ်ဘူးကျမ်းပင်းရဲ့အဖေကနတ်ဖျားတစ်ပိုင်းဖြစ်ပြီးအမေကလည်းနတ်ဖျားတစ်ပိုင်းဖြစ်တော့မှဆိုတော့လူလျံအနေနဲ့ဘယ်ဘက်ကနေရက်တည်ရမလဲဆိုတာအသေးချာသိနေတာပေါ့အရင်ဆုံးရက်လိုက်ပါဦးဒီကိစ္စအတွက်မင်းကိုငါတင့်တော်တဲ့ရှင်းလင်းချက်တစ်ခုပေးပါမယ်လို့ဆရာကပြောလာတယ်အဲ့ဒါကိုကြားတော့ငါကလောင်ပြုံးလိုက်ပြီးဒီနေ့နတ်ဖျားနဲ့ပဲနှစ်သာရကိုတိုက်ခိုက်ခံနေရတဲ့လူကငါသာဆိုရင်ဆရာဝင်ရောက်တားဆီးပေးမှာမို့လို့လားလို့ပြန်မေးပြီးကျန်းကောင်တွေကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်ကျမ်းပင်းရဲ့အနှစ်သာရအကွဲသွားတဲ့အတန်မီလာတာနဲ့အမျှသူ့ရဲ့နတ်ဖျားနယ်ပယ်ကချက်ချင်းပဲအပိုင်းပိုင်းဆဆပြိုကွဲသွားခဲ့တဲ့ကျမ်းပင်းရဲ့မျက်နှာကဖြူလျော်သွားပြီးကျမ်းပြင်ပေါ်ကိုလဲကျသွားတော့တဲ့ကိုပိုင်နတ်ဖျားနယ်ပယ်မရှိတော့တဲ့အတွက်သူကနတ်ဖျားတစ်ပိုင်းဘယ်တော့မှဖြစ်လာနိုင်တော့မှာမဟုတ်ပဲတစ်သက်လုံးအမိုက်တယောက်ဖြစ်ပဲရှင်တန်ရတော့မှာဖြစ်တယ်ငါကပျက်စီးသွားတဲ့အပိုင်းစားတွေကိုတင်ဆက်ပြီးတဲ့နောက်အတန်းကိုကြော်ပြီးအိမ်ကိုပဲတိုက်ရိုက်ပြန်လာခဲ့တယ်ဒီတိုက်ပွဲမှာငါနိုင်ခဲ့ပေမဲ့ကျမ်းပင်းရဲ့နတ်ဖျားတစ်ပိုင်းဖြစ်တဲ့အဖေကကျောင်းကိုလာပြီးပြဿနာရှာဖို့ရာဂိုင်နှုံများတယ်ဆိုတာငါသိနေတယ်နတ်ဖျားတစ်ပိုင်းရဲ့ဖိအားအောက်မှာကျောင်းကလည်းသူ့အဖေစီရင်ဖို့အတွက်ငါ့ကိုအသေးချာအနံ့မှာဖြစ်လို့ငါရဲ့အစွမ်းစားကိုအမြန်ဆုံးမြင့်တင်ဖို့လိုအပ်နေပြီပဲငါကကျမ်းပင်းရဲ့ပျက်စီးသွားတဲ့နတ်ဖျားနယ်ပဲအပိုင်းစားတွေကိုချက်ချင်းထုတ်ယူပြီးငါရဲ့ကိုပိုင်နတ်ဖျားနယ်ပဲအနှစ်သာရတဲ့ကိုပေါင်းဆက်ထည့်သွင်းလိုက်တယ်တရင်ကအတွင်းမှာပဲငါရဲ့နတ်ဖျားနယ်ပဲကစတူယန်ကီလိုမီတာ260အထိကျပြန့်သွားခဲ့တယ်ငါရဲ့နတ်ဖျားနယ်ပဲနှစ်တာရကလည်းအဆင့်နှစ်ကိုအဆင့်မြင့်တင်ခြင်းခံလိုက်ရပြီးကျမ်းပင်းရဲ့အဆင့်တက်ရှိတဲ့ဓမ္မစစ်လက်နက်ဖြစ်တဲ့လူပုတူထုကိုလည်းလူယူနိုင်ခဲ့တယ်ဒါပေမဲ့ဒီပစ္စည်းကလူပုစစ်တပ်အတွက်ပဲအသုံးဝင်တာကြောင့်ငါကနတ်ဖျားကုံသွေးရေး website ထဲကို log in ဝင်လိုက်တယ်ငါအတွက်အသုံးဝင်မဲ့ဓမ္မစစ်လက်နက်တစ်ခုနဲ့လဲလှယ်ဖို့အတွက်လူပုတူထုကိုအယောင်စည်းရင်မသွင်းခင်အထူးမှတ်ချက်တစ်ခုထည့်ရေးလိုက်တာကပောက်ကွဲခြင်းနဲ့တက်ဆိုင်တဲ့ဇီဝပစ္စည်းများသာလက်ခံပါမည်တဲ့မကြခင်မှာပဲငါကအဲ့ဒါကိုချော်ရည်မီးပုံဆောင်ခဲ့လို့ခေါ်တဲ့အဆင့်ဇီဝပစ္စည်းတစ်ခုနဲ့လဲလှယ်နိုင်ခဲ့တယ်အဲ့ဒီပစ္စည်းရဲ့အာနိသင်ကငါနောက်လိုက်တွေရဲ့မိခံနိုင်ရည်ကိုမြင့်တင်ပေးနိုင်ပြီးပောက်ကွဲစွမ်းအားကိုလည်းပုံမအားကောင်းစေနိုင်တယ်ငါကလာချော်ရည်မီးပုံဆောင်ခဲ့ကိုပိုင်နဲ့ဖျားနဲ့ပဲအနှစ်သာရတဲ့ကိုထည့်သွင်းလိုက်တဲ့တခဏမှာပဲမီးစွမ်းအင်လိုင်းတစ်ခုကကျိုင်းကောင်တိုင်းကိုချက်ချင်းလွှမ်းခြုံသွားခဲ့တယ်အဲ့ဒီနောက်မှာတော့ကျိုင်းကောင်အကောင့်တစ်ထောင်မှာတကောင်လုံးနဲ့ဗီဇပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့တယ်ဗီဇပြောင်းလဲပြီးတဲ့နောက်တာမန်ကျိုင်းကောင်တွေကပုံမူမြင့်မားတဲ့အပူဒဏ်ခံနိုင်ရည်ကိုရရှိခဲ့ကြပြီးကိုဖောက်ခွဲနိုင်တဲ့ကျိုင်းကောင်တွေကတော့အချော်ရည်ပောက်ကွဲမှုကျိုင်းကောင်တွေဖြစ်တိုက်ရိုက်ဆင်ကဲပြောင်းလဲသွားခဲ့တယ်သူတို့ရဲ့ပောက်ကွဲမှုကလက်ပစ်ပုံးတစ်လုံးလိုမျိုးအသက်အန္တရာယ်ဖြစ်စေနိုင်လောက်အောင်ပြင်းထန်ပြီးသူတို့ပောက်ကွဲတဲ့အခါလွင့်စင်ထွက်လာတဲ့ချော်ရည်တွေကကျေပြန့်တဲ့area အလိုက်အကြီးကျယ်ပျက်စီးဆုံးရှုံးမှုကိုဖြစ်ပေါ်စေတယ်။ဒါကိုမြင်တဲ့အခါငါကစစ်တပ်ကိုအလုံးအရင်းနဲ့စုဆောင်းဖို့ချက်ချင်းဆုံးဖြတ်လိုက်တယ်။ငါသာချော်ရည်ပောက်ကွဲမှုကျိုင်းကောင်အကောင်ရေ10တန်းရရှိမယ်ဆိုရင်တကြောင်လုံးမှာဘသူ့ကိုမှကြောက်စရာမလိုပဲရင်ကော့ရှောက်နိုင်ပြီပဲ။
တစ်ဖက်မှာလည်းကျောင်းရဲ့စီကံထိန်သိမ်းရေးရုံးခန်းထဲမှာကျမ်းပင်းရဲ့အဖေကျန်းကန်ကဒေါသတကြီးနဲ့အော်ဟစ်နေတာကငါသားရဲ့နတ်ဖျားနဲ့ပဲအနှစ်သာရကကွဲကြေသွားပြီးအဲ့ဒါကိုပြန်ပြီးတိဆောက်နိုင်မဲ့နီးလန်းမရှိတော့ဘူးကျောင်းကဒီနေ့ငါတို့ကိုတည်တည်ချာချာရှင်းလင်းချက်ပေးရမယ်တဲ့ကျောင်းအကြီးရွှေမေကဘေးကနေပြီးကျမတို့သိရတဲ့လောက်တော့ဒီကျူးကျော်မှုတိုက်ပွဲကိုရှင်သာကျမ်းပင်းကအရင်စခဲ့တာဖြစ်ပြီးကျမ်းပင်းမှာအတန်းဖော်တွေကိုနှိပ်စက်ညှဉ်းပန်းခဲ့တဲ့မှတ်တမ်းတွေအများကြီးရှိနေပါတယ်လို့ရှင်းပြခဲ့တယ်အဲ့ဒါကိုကြားတော့ကျန်းကန်ကရုတ်တရက်မတ်တက်ထရက်လိုက်ပြီးသူ့ရဲ့နတ်ဖျားတစ်ပိုင်းအရှိန်ဝါတွေပောက်ကွဲထွက်လာခဲ့တယ်ဗာလဲမင်းပြောချင်တာကငါသားရဲ့နတ်ဖျားနဲ့ပဲအနှစ်သာရကွဲကြေသွားတာကသူဖြစ်ထိုက်လို့ဖြစ်တာပေါ့လေဟုတ်လားပြီးတော့ကျောင်းမှာလုံးဝတာဝန်မရှိဘူးပေါ့ဟုတ်လားလို့អော်လိုက်တယ်ရွှေမေကလည်းနတ်ဖျားတစ်ပိုင်းဖြစ်ပေမဲ့သူမရဲ့ကျွမ်းကျင်မှုကထောက်ပံ့ရေးနဲ့နောက်ွယ်ကူညီမှုပိုင်းမှာပဲဖြစ်တာကြောင့်သူမရဲ့အရှိန်ဝါကကျန်းကန်ထက်အများကြီးအားနည်းနေခဲ့တယ်မစ္စတာကျန်းကျမဆိုလိုတာကအဲ့လိုမဟုတ်ပါဘူးကျမ်းပင်းရဲ့ပျက်စီးသွားတဲ့နတ်ဖျားနဲ့ပဲနှစ်သာရနဲ့ပတ်သက်ပြီးကျောင်းကရှင်ကိုနတ်ဖျားဆွမ်းအားတန်တရားရော်ကြီးပေးဖို့ဆုံးဖြတ်ထားပါတယ်လို့ရွှေမေကပြောတယ်ဒါပေမဲ့ရော်ကြီးပေးမယ်ဆိုတာကိုကြားရပြီးတဲ့နောက်မှာတော့ကျန်းကန်ကမကြည်မနှက်ဖြစ်နေတော့မဲကောင်းပြီဒါပေမဲ့အဲ့ဒီကောင်လေးကိုကြောင်းထုတ်ပြရမယ်လို့သူကတောင်းဆိုပြန်တယ်ဒီအချိန်မှာရွှေမေကမျက်မှောင်ကျုပ်လိုက်တဲ့တကယ်လို့ကျန်းကန်ကငါရဲ့ကိုဖောက်ခွဲနိုင်တဲ့ကျန်းကောင်တွေကိုဘယ်သူမှသတိမထားမိခင်မှာဒီလိုတောင်းဆိုခဲ့တာဆိုရင်သူမကငါ့ကိုအဲ့ဒီနေရာတင်ချက်ချင်းကြောင်းထုတ်ပြမှာအသေးချပဲဒါပေမဲ့အခုတော့ငါရဲ့လှုပ်ဆောင်ချက်တွေကတကြောင်းလုံးမှာပြန့်နှံ့သွားခဲ့ပြီဖြစ်ပြီးဆရာအများစုကငါ့ကိုပြုစုပြောင်းထောင်ပေးတဲ့ပါရမီရှင်တယောက်လိုယုံကြည်နေကြပြီးပဲစက္ကန့်အနည်းငယ်လောက်စဉ်းစားပြီးတဲ့နောက်ရွှေမေကပြက်ပြက်တသားပဲရှင်းရဲ့တောင်းဆိုချက်ကိုကျမသဘောမတူနိုင်ပါဘူးလို့ပြန်ဖြေလိုက်တယ်အဲ့ဒါကိုကြားတော့ကျန်းကန်မှာအလျှော့ပေးလိုက်ရောဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိတော့ဘူးကျောင်းအုပ်ကြီးရွှေကျောင်းကသူ့ကိုပြင်းပြင်းထန်ထန်အပြစ်မပေးတာကိုငါလက်ခံနိုင်ပါတယ်။ဒါပေမဲ့နင့်နာသူရဲ့ဖခင်တယောက်အနေနဲ့ငါရဲ့ဒေါသကိုဖြေဖျောက်ဖို့လိုအပ်တယ်။ငါသူ့ရဲ့နတ်ဖျားနဲ့ပဲတဲ့ကိုကျူးကျော်ဖို့အတွက်အင်အားတစ်ထောင်ရှိတဲ့စစ်တီစုတစုကိုဆေလွတ်မယ်ရလက်ကဘလို့ပဲဖြစ်ဖြစ်ငါတို့ဒီကိစ္စကိုထပ်ပြီးအေးအေးယူမှာမဟုတ်တော့ဘူး။ဒါပေမဲ့မင်းတို့ကဒီလိုတောင်းဆိုချက်အသေးအဖွဲလေးကိုတော့သဘောမတူဘူးဆိုရင်တော့ကျောင်းရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်မနေပဲငါဘာသာငါအေးအေးယူတာကိုတော့အပြစ်မတင်နဲ့တော့လို့သူကပြောလာတယ်။အင်အားတစ်ထောင်ရှိတဲ့စစ်တီစုဆိုတာကအတန်ထွက်ယုံနဲ့တော့တိတ်မများလာဘူးထင်ရပေမဲ့ဒါကနတ်ဖျားတစ်ပိုင်းစီကစစ်တီစုဖြစ်တယ်။အဲ့ဒီအစွမ်းအစကနတ်ဖျားနယ်ပယ်ကိုအသစ်တင်ဖွင့်လှစ်ထားတဲ့ကျမ်းပင်းလိုအတွေ့အကြုံမရှိသေးတဲ့လူတစ်တယောက်ထက်အစာပေါင်းများစွာပိုပြီးတာလွန်နေတာပေါ့ကျန်းကန်ရဲ့ပြတ်သားတဲ့သဘောထားကိုမြင်တဲ့အခါရွှေမေမှာသဘောတူဖို့ကလွဲလို့အခြားနည်းလမ်းမရှိတော့ဘူးအခြားတစ်ဖက်မှာတော့ငါကကြီးထွားမှုအရှိန်မြင့်စနစ်ကိုနောက်ထပ်အကြိမ်နှဲငယ်ထပ်ပြီးအသုံးပြုပြီးတဲ့နောက်မှာငါရဲ့နတ်ဖျားနယ်ပယ်တွေကကျန်းကောင်အရေးအတွက်ကအံ့ဩစရာကောင်းလောက်အောင်4.8ဘီလီယံအထိရှိလာခဲ့ပြီးပဲအဲ့ဒါအပြင်ချက်ချင်းပဲကြီးမားလာတဲ့သွေးနီရောင်မော်ဒန်အစီရင်တစ်ခုပေါ်လာခဲ့တဲ့တာမန်ကျန်းကောင်4.8ဘီလီယံကအသက်ဆွမ်းရည်တွေဖြစ်ပြောင်းလဲသွားပြီးအစီရင်တွေကိုစီးဝင်သွားကြတယ်မကြခင်မှာပဲငါရှိမှဆုလက်3ခုထပ်ပြီးပေါ်လာခဲ့ပြန်တယ်ရွေးချယ်စရာတကအဆင့်ဇီဝပစ္စည်းဖြစ်တဲ့သွေးနဲ့ဆိုးမျက်လုံးဒါကသွေးရောင်မျက်လုံးတွေရှိတဲ့အဓိကနောက်လိုက်တွေကိုဖန်တီးပေးနိုင်မဲ့အခွင့်အရေးရှိတဲ့အဲ့ဒီသွေးရောင်မျက်လုံးတွေကလှုပ်ရှားမှုအမြင်အာရုံကိုမြင့်တင်ပေးနိုင်ပြီးသွေးကိုမြင်ရတဲ့အခါအဆင့်နဲ့သွေးစုဆေးယူသွမှုအခြေအနေကိုလှုပ်ဆော်ပေးနိုင်တယ်ရွေးချယ်စရာနှစ်ကအဆင့်စွမ်းရည်ပုံဆောင်လေးဖြစ်တဲ့မီလုံးဒါကအဓိကနောက်လိုက်တွေကိုအဆင့်နဲ့မီလုံးပုံပညာကိုတက်မြောက်ကျွမ်းကျင်စေနိုင်တယ်ရွေးချယ်စရာ၃ခုကတော့ကြံဖုံမျိုးနွယ်စုစီကသူ့ရဲကောင်းအဆင့်တက်ရှိပုံစံဖြစ်တဲ့တန်ဖြတ်ကြံဖုံပဲဖြစ်တယ်ပထမဆုံးဆုလက်နှစ်ခုကအသေးချာပဲကောင်းမွန်လာပေမဲ့မနှက်ဖြန်ရင်ဆိုင်ရမယ့်တိုက်ပွဲကနတ်ဖျားတစ်ပိုင်းဆင်းရှိတဲ့အင်အားတစ်ထောင်စစ်တီစုဖြစ်နေတာကိုထည့်သွင်းရင်တော့အားနွယ်တဲ့ကျန်းကောင်တွေပုံမှာပဲတစ်ထက်တည်းပုံပေါ်ထားလို့လုံးဝမဖြစ်နိုင်ဘူးဒါကြောင့်ငါကတတိယမြောက်ရွေးချယ်စရာဖြစ်တဲ့တန်ဖြတ်ကြံဖုံကိုပဲရွေးချယ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့အခြေခံချက်လက်တွေကိုတိလိုက်ရပြီးတဲ့နောက်မှာတော့သူ့ရဲ့ကောင်းအဆင့်တက်ရှိပုံစံတစ်ခုရဲ့စွမ်းအားပေါ်ငါမချီကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့ရတယ်သူ့မှာစွမ်းရည်လေးခုရှိနေပြီးအဲ့ဒီထဲကတစ်ခုကဆိုရင်ကိုပိုင်ဖန်တီးထားတဲ့စွမ်းရည်တောင်ဖြစ်နေတဲ့နတ်ဖျားလုံးအင်ကရိယာကတောင်အဲ့ဒီစွမ်းရည်ရဲ့ကျွမ်းကျင်မှုအဆင့်ကိုမခံမနိုင်ခဲ့ဘူးတန်ဖြတ်ကြံဖုံးကလူသားနဲ့တူတဲ့ပုံစံရှိပြီးပိန်ပိန်ပပခန္ဓာကိုဖြူရောစပင်းတွေရှိကသူ့ရဲ့အထင်ရှားဆုံးအင်္ဂါရက်ကတော့လက်မောင်းနှစ်စုံရှိနေတာပဲဖြစ်တဲ့အဲ့ဒီအချိန်မှာကြံဖုံးကငါရဲ့စိုက်ကြည့်မှုကိုခန်းစားမိသွားပြီးကြီးမြတ်တဲ့နတ်ဖျားကျွန်တော်မှာဓာတ်တစင်းလိုအပ်ပါတယ်လို့ချက်ချင်းတောင်းဆိုလာတယ်ပြောရရင်တော့ကြံဖုံးမျိုးနွယ်စုဆိုတာတိုက်ပွဲအတွက်မွေးဖွားလာကြတာဖြစ်တဲ့လက်ထဲမှာဓာတ်မရှိတာကကြီးစံမရှိတဲ့တနက်တလက်ကိုကင်ထားရတယ်လို့မျိုးပဲငါကခေါင်းချင်းပြလိုက်ပြီးကြန့်ရှိနေတဲ့နတ်ဖျားစွမ်းအားငါဆက်ကိုအသုံးပြုကသူ့အတွက်မုံတိုင်းဓာတ်ရှည်ကြီးတစင်းကိုချက်ချင်းဝယ်ယူပေးလိုက်တယ်ကျန်ဖုံးကဓာတ်ကိုရရှိပြီးတဲ့နောက်စိတ်လှုပ်ရှားစွာနဲ့နှစ်ချက်လောက်ဝေးရမ်းကြည့်လိုက်ရပြင်းထန်တဲ့ဓာတ်လေးပြေတွေချက်ချင်းထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ကျန်ဖုံးကကြီးမြတ်တဲ့နတ်ဖျားကျွန်တော်ရဲ့စွမ်းအားအပြည့်အဝကိုထုတ်သုံးနိုင်ဖို့အတွက်ဒီလိုလက်နက်မျိုးနောက်ထပ်3ဆင့်ထပ်ပြီးလိုအပ်ပါသေးတယ်လို့ထပ်ပြီးတောင်းဆိုလာပြန်တယ်။အဲ့ဒါကိုကြားလိုက်ရတော့ငါအဲ့ဒီနေရာတင်ဆွန့်သွားခဲ့တယ်နတ်ဖျားစွမ်းအားဆိုတာတစ်ပင်ကတီးနေတယ်လို့မင်းထင်နေတာလားမင်းတောင်းတိုင်းငါကပေးရအောင်ဒါပေမဲ့မနှက်ဖြန်ကြံကန်းနဲ့ရင်ဆိုင်ရမယ့်တိုက်ပွဲကိုထည့်သွင်းရင်တော့ကြံဖုံးရဲ့အစွမ်းစကငါအတွက်အလွန်မင်းအရေးကြီးနေတယ်တိုးတော်လဲအတန်းတွေကငါရဲ့ရေပန်းစားမှုအခြေအနေနဲ့ဆိုရင်ငါကိုနတ်ဖျားစွမ်းအားချိပေးမဲ့လူရှိမှာမဟုတ်ဘူးဘာမှရွေးချယ်စရာမရှိတော့တဲ့အစုံငါချင်းရွှမ်းစီကိုဖုံးခေါ်ဆိုလိုက်တယ်ဟိုးအရင်မူလာတန်းတုန်းကငါမတော်တဆသူမကိုကဲတင်ခဲ့ဘူးတဲ့အဲ့ဒီအချိန်ကစပြီးရှင်ရွှမ်းကငါ့ကိုအမြဲတမ်းဂယုစိုက်ဆောင်ကြည့်နေခဲ့ပြီးငါနှိပ်စက်ခံရတိုင်းလဲသူမကကြားထဲကနေကူညီပေးလေးရှိတယ်ဒါပေမဲ့သူမရဲ့အပေါ်ယမနာကြည့်ပြီးခက်ဆူဆူပြောတတ်တဲ့လေတံကတော့တကယ်ကိုတိခံရခက်လာတယ်တစ်ဖက်မှာလဲရှင်ရွှမ်းကငါစီကနေဖုံးခေါ်ဆိုမှုဝင်လာတာကိုမြင်တဲ့အခါအံ့ဩဝမ်းသာသွားခဲ့တယ်နင်းစိတ်ပြောင်းသွားလို့ငါရဲ့ကျွန်းဖြစ်ဖို့သဘောတူလိုက်ပြီလားလို့မေးလာတယ်အဲ့ဒါကိုကြားတော့ငါစကလုံးတွေပျောက်ရှသွားခဲ့တယ်မဟုတ်ပါဘူး
ငါနင်စီကနေနတ်ဖျားစွမ်းအားအချို့ပဲချေးကျင်လို့ပါချင်းရွှမ်းကနှာခေါင်းရှုံလိုက်ပြီးနင်ကငါစီကနေနတ်ဖျားစွမ်းအားချေးမလို့လားဒါဆိုပြောစမ်းပါဦးနင်ငါကိုဘာနဲ့ပြန်ဆက်မှလဲနင်ရဲ့အဲ့ဒီအမိုက်လိုနောက်လိုက်တွေနဲ့လားလို့ပြောလာတယ်ငါ3စက္ကန့်လောက်တိတ်ဆိတ်သွားပြီးဒါဆိုနင်ချေးမလားမချေးဘူးလားလို့ပဲမေးလိုက်တယ်ဘလောက်လဲနင်ရဲ့အကောင့်ကိုငါစီပို့လိုက်လို့ချင်းရွှမ်းကအေးဆက်ဆက်ပြောပြီးဖုံးချသွားခဲ့တယ်ဖုံးချပြီးတာနဲ့ချင်းရွှမ်းကမိမိကိုယ်နှစ်ချက်လောက်ပြန်ရိုက်ချင်စိတ်ပေါက်သွားခဲ့တယ်ဘာလို့အဲ့ဒီလိုလှောင်ပြောင်တဲ့စကလုံးတွေကပါဇက်ကနေအလိုလိုထွက်သွားရတာလဲဆိုပြီးအခုချိန်မှာသူမအလွန်မင်းနောင်တရပြီးအားနာနေမိတယ်ငါနတ်ဖျားစွမ်းအား150ကိုလက်ခံရရှိပြီးတဲ့နောက်မုံတိုင်းတားရှိကြီး3စင်းကိုချက်ချင်းဝယ်ယူပြီးတန်ဖြတ်ကြံဖုံးစီကိုပေးအပ်လိုက်တဲ့တရင်ကအတွင်းမှာပဲတန်ဖြတ်ကြံဖုံးရဲ့ငါအပေါ်ထားတဲ့ယုံကြည်ကိုးကွယ်မှုကတဆင့်မြင့်တက်သွားခဲ့ပြီးစစ်မှန်တဲ့တပ်ဝင်ယုံကြည်သူတစ်ယောက်ဖြစ်လာခဲ့တယ်နောက်တစ်နေ့မှာတော့တတ်မှတ်ထားတဲ့အချိန်တိုင်းငါကစာတင်ခန်းထဲကိုဓာတ်ရိုက်ရောက်ရှိသွားခဲ့ပြီးကျမ်းပင်းနဲ့သူ့အဖေကျမ်းကန်းတို့ကတော့အဲ့ဒီနေရာမှာစောင့်ဆိုင်းနေကြတာကြားလာပြီးဖြစ်တဲ့ဆရာကနှစ်ဖက်စလုံးအစင်းသင်းဖြစ်ပြီးဆိုတာကိုအတည်ပြုပေးပြီးတဲ့နောက်မှာတော့ကျမ်းကန်းကကျူးကျော်မှုကပ်ပြားကိုချက်ချင်းအသက်သွင်းလိုက်ပြီးငါရဲ့စိတ်ဝိညာဉ်ကကိုယ်ပိုင်နဲ့ဖျားနယ်ပယ်တဲ့ကိုအတင်းအဓမ္မဆွဲသွင်းခြင်းခံလိုက်ရပြန်တယ်ငါရဲ့နတ်ဖျားနယ်ပယ်ထဲမှာကြီးမားလာတဲ့ဝင်ပေါက်ကြီးတစ်ခုပေါ်လာပြီးဝင်ပိုလွေစည်းသူရဲ့စစ်တပ်တစ်ခုလုံးအဲ့ဒီထဲကနေချီတက်ထွက်ပေါ်လာခဲ့တယ်အဲ့ဒီအချိန်မှာကျန်ကန်ရဲ့နတ်ဖျားတစ်ပိုင်းကိုဘွားကဝင်ပိုလွေစည်းသူရဲ့အထက်မှာပြန်ဝဲနေပြီးငါ့ကိုအထက်စီးကနေငုံကြည့်ကမင်းလိုကောင်းဆုပ်လေးမနေ့ကမင်းငါသားရဲ့နတ်ဖျားအနှစ်သာရကိုရိုက်ခွဲခဲ့တယ်ဒီနေ့တော့မင်းအဲ့ဒါကိုတွေးနဲ့ပြန်ပေးဆက်ရမယ်လို့ပြောပြီးသူ့ရဲ့နတ်ဖျားအနှစ်သာရကိုဖျက်ဆီးပစ်ကြစမ်းဝင်ပိုလွေစည်းသူရဲ့တို့တိုက်ခိုက်ကြဆိုပြီးနတ်ဖျားအမိန့်တော်ချက်ချင်းထုတ်ပြန်လိုက်တယ်တစ်ဖက်မှာလည်းငါရဲ့နတ်ဖျားကိုဘွားကကောင်းကင်အမြင့်ကြီးမှာပြန်ဝဲနေခဲ့တဲ့ဝန်ပလွေစီသူရဲတွေပြေးဝင်လာတာကိုမြင်တဲ့အခါငါကလက်ကိုဝေယံပြီးကျိုင်းကောင်တွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တဲ့တရင်ကအတွင်းမှာပဲကျိုင်းကောင်ကောင်ကြီး6တနမ8တန်းကောင်းကင်ပေါ်ပြန်တက်သွားခဲ့ပြီးအဲ့ဒီထဲမှာချော်ရီပောက်ကွဲမှုကျိုင်းကောင်950တူညကအကာအကွယ်ယူပုံအောင်ပါဝင်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲစောင့်ကြည့်နေတဲ့ဆရာတယောက်ကအန်အော်တုံလို့စွာနဲ့တပြင်းချရင်ထူးကျော်အစင်တက်ရှိပုံစံနီးပါး9တန်းတောင်လားမနေ့ကတင်သူ့မှာကျိုင်းကောင်2000ပဲကျွန်တော်တာမဟုတ်ဘူးလားတရက်အတွင်းမှာတင်နီးပါး9တန်းအထိမွေးမြူနိုင်တာအဲ့ဒီမျိုးပွားနှုံးကတကယ်ကြောက်စရာကောင်းလွန်းတယ်သူတို့ကအားနည်းဆုံးထူးချွန်အဆင့်သက်ရှိတွေဖြစ်နေရင်တောင်မှဒီလောက်အရေးအတွက်ထိစူးစီးမိသွားရင်တော့အားကောင်းတဲ့စွမ်းအားတစ်ခုဖြစ်လာပြီပဲဒါပေမဲ့နှမျောစရာကောင်းတာကဒီကျောင်းသားမှာကြီးထွားဖို့အတွက်အချိန်လုံလောက်မရခဲ့ဘူးအခုအချိန်နေနဲ့ဆိုရင်တော့ဝင်ပလွေစီသူရဲတွေရဲ့တိုက်ခိုက်မှုကိုသူဘလို့မှတောင်းခံနိုင်မှာမဟုတ်ဘူးလို့ရေးရွတ်လိုက်တယ်သူပြောတယ်လို့ပဲဝင်ပလွေစီသူရဲ့စစ်တပ်ကကျိုင်းကောင်အုပ်ကြီးနဲ့ထိတ်တိုက်တိုးမိတဲ့တခဏမှတင်တိုက်ပွဲကချက်ချင်းပဲတစ်ဖက်သက်ဖြစ်သွားခဲ့တယ်ကိုဖောက်ခွဲနိုင်တဲ့ကျိုင်းကောင်တွေမှာအရေးအတွက်အားသာချက်ရှိနေပေမဲ့သူတို့ရဲ့ပောက်ကွဲမှုတွေကအလွန်မင်းအားနည်းလုံးနေခဲ့တယ်ဝင်ပလွေစီသူရဲတွေကအလွန်ခိုင်မာတဲ့ခုခံကာကွယ်မှုစွမ်းအားရှိတဲ့အစင်းမြင့်ချက်ဝတ်တန်စားတွေကိုဝတ်ဆင်ထားကြတာဖြစ်တယ်အရက်မျက်နှာတိုင်းကနေပြေးဝင်လာကြတဲ့ဝန်ပလွေစီသူရဲတွေကိုရင်ဆိုင်ရင်တန်ဖြတ်ကြံဖုံရဲ့တိုက်ခိုက်လို့စိတ်ဆွမ်းအားကပို့ပြီးတော့တောက်လောင်လာခဲ့တဲ့သူ့ရဲ့ကြံဖုံပါရမီစွမ်းအားအောက်မှာမုံလိုက်တာရှည်ကြီး၄စင်းကလေးတုကိုဖျက်တမ်းခုတ်ပိုင်းရင်ဆူရှာတဲ့အတန်တွေကိုမြည်ဟဲစေခဲ့တဲ့အဲ့ဒီနောက်သူကသူ့ရဲ့အဆင့်3စွမ်းရည်ဖြစ်တဲ့အခြေခံမုံလိုက်ခုတ်ချက်ခါကိုထုတ်သုံးလိုက်တယ်မျက်စိတမိတ်တွင်းမှာပဲတန်ဖြတ်ကြံဖုံးရဲ့ဓာတ်ရှိကြီးတွေကယူတွစွာလဲပတ်သွားခဲ့ပြီးလေတုကိုပေ30မြင့်နဲ့လေစင်တမောင်းတစ်ခုဖြစ်ပြောင်းလဲပစ်ကဗဟိုချက်မှာရှိတဲ့နတ်ဖျားနဲ့ပဲအနှစ်သာရကိုကာကွယ်ပေးလိုက်တဲ့အပြင်ဘက်ကနေအနှစ်သာရစီကိုချင်းကပ်လာတဲ့ဘဲဝင်ပလွေစီသူရဲ့မဆူလေစင်တမောင်းတွေကတောင်းကျမ်းနေတဲ့တဆွမ်းရင်တွေကြောင့်အပိုင်းပိုင်းဆဆခုတ်ပိုင်းချင်းခံလိုက်ရတဲ့ကံကောင်းတဲ့ကောင်တွေကဒဏ်ရာရသွားပြီးကံမကောင်းတဲ့ကောင်တွေကတော့အဲ့ဒီနေရာတင်ချက်ချင်းစုပ်ပြတ်တက်သွားခဲ့ကြတယ်အနှစ်သာရအတွက်စိုးရင်စရာမရှိတော့တဲ့နောက်မှာတော့သူကကြန့်ရှိနေတဲ့ဝန်ပလွေစီသူရဲတွေကိုအပြက်ရှင်းဖို့စတင်လိုက်တော့တဲ့အဆင့်တက်စွမ်းရည်အခြေခံလေးပွေလိုင်းခုတ်ချက်ဖက်ကိုတုံးပြီးမုံတိုင်းတာရှိကြီးလေးစင်းစလုံးကိုလက်ပတ်စီကတန်ဖြတ်ကြံဖုံးကအသက်ရှိအသားကျိတ်ဆက်တစ်ခုဖြစ်ပြောင်းလဲသွားပြီးဝန်ပလွေစီသူရဲတရားစင်ကြိုကိုအလွယ်တကူပဲခုတ်ထစ်ပစ်လိုက်တယ်အဆင့်2စွမ်းရည်ကအခြေခံလေပြင်းလိုင်းခုတ်ချက်အရာကြီးမားလာတဲ့ဓာလင်းတန်းလေးခုကပြန်တန်းထွက်ပေါ်သွားခဲ့ပြီးအဲ့ဒီစွမ်းအားကကိုက်တရာကျော်အကွာဝေးမှာရှိနေတဲ့ဝန်ပလွေစီသူရဲတွေကိုတောင်ထပ်ပိုင်းပြတ်သွားစေနိုင်လောက်အောင်အားပြင်းလာတယ်အဲ့ဒီအချိန်မှာပဲဝန်ပုတ်လွေမြင်းစည်းဘိုချုပ်ကဒေါသအကြီးနဲ့အော်ဟစ်လိုက်တဲ့အေးခဲစေတဲ့အယောင်ဝါတွေကထပ်မံတက်ရောက်လာပြီးအေးခဲစွမ်းအားတွေကတန်ဖြတ်ကြံဖုံးရဲ့ခြေထောက်တွေကိုအဲ့ဒီနေရာတင်လှုပ်ရှားမရအောင်အေးခဲပစ်လိုက်တဲ့ဝန်ပုတ်လွေမြင်းစည်းဘိုချုပ်ကအခွင့်အရေးကိုအရယူပြီးသူ့ရဲ့ဝန်ပုတ်လွေနဲ့အတူအတင်းတိုးဝင်တိုက်ခိုက်ခဲ့ပေမဲ့တန်ဖြတ်ကြံဖုံးကတော့တလက်မမလှုပ်ရှားခဲ့ဘူးသူကသူ့ရဲ့မုံတိုင်းဓာတ်ရှိကြီး၄စင်းစလုံးကိုအထက်ကောင်းကင်စီတို့မြောက်ကင်လိုက်တော့တယ်10မီတာခန့်ရှည်လျားတဲ့အေယာမလေထားသွားကြီးတစ်ခုဖြစ်ပြင်းထန်လာတဲ့လေစွမ်းအင်ရှင်ဟုံတွေကိုစူးစီးလိုက်ရင်သူ့ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့စွမ်းရည်ဖြစ်တဲ့တန်ဖြတ်ဟန်ချက်ကိုထုတ်ဖော်လိုက်တော့တဲ့အဲ့ဒီဓာတ်သွားကဝန်ပူလွေမြင်းစီးဘိုချုပ်စီကိုပြင်းထန်စွာကြားရောက်သွားခဲ့ပြီးနတ်ဖျားနယ်ပယ်ရဲ့အမြေပြင်ကိုပါနှစ်ကြိမ်တိုင်တုံခါသွားစေကဘိုချုပ်ရဲ့အသားစားတွေကအပိုင်းပိုင်းဆက်ဆက်မိုးရွာသလိုပြုတ်ကျလာခဲ့တယ်ပွဲကြည့်နေကြတဲ့ဆရာတွေနဲ့ကျောင်းသားတွေအားလုံးဟာအံ့ဩလွန်းလို့ပါဆက်အဟောင်းသားဖြစ်ကြံရခဲ့ကြတဲ့အစင်းမြင့်ဝန်ပူလွေမြင်းစည်းဘိုချုပ်တယောက်ဟာတန်ဖြတ်ကြံဖုံးရဲ့ကွက်တိကွက်ကြားတိုက်ကွက်တစ်ခုထဲနဲ့တင်အသားနှုတ်ဆင်းဘဝကိုရောက်ရှိသွားခဲ့ရပြီးပဲတစ်ချိန်တည်းမှာပဲကြံကန်ရဲ့မျက်နှာကပြည့်ယွင်းသွားခဲ့တဲ့တိုက်ပွဲအတွေ့အကြုံများပြတဲ့နတ်ဖျားတစ်ပိုင်းတစ်ပါးအနေနဲ့အထက်တန်းကျောင်းသားတယောက်ကိုတကယ်ပဲရှုံးနေသွားခဲ့ရတဲ့ဆိုတာကိုသူဘလို့မှမယုံကြည်နိုင်ဖြစ်နေတယ်အဲ့ဒီနောက်မှာတော့အဆက်ရပြီးဒေါသအလွန်မင်းထွက်သွားတဲ့ကြံကန်ကတောက်ခွေးမသားလေးဝန်ပလွေမြင်းစည်းစစ်သူကြီးဒီနတ်ဖျားနယ်ပယ်ကိုမြေလံပစ်ဆန်းလို့အော်ဟစ်လိုက်တယ်
ချက်ချင်းပဲဟင်းလင်းပြင်ဝင်ပေါက်ထဲကနေရေတွက်လို့မရတဲ့ဝန်ပူလွေမြင်းစည်းပုံတံတွေပေါ်ထွက်လာခဲ့တယ်သူတို့ကိုဥဆောင်လာတဲ့လူကတန်ဖြတ်ကြံဖုံးလိုပဲသူ့ရဲ့ကောင်းအစင်တက်ရှိပုံစံဖြစ်တဲ့ဝန်ပူလွေမြင်းစည်းစစ်သူကြီးဖြစ်တယ်သူ့ရဲ့နောက်ွယ်မှာတော့အစင်မြင့်မြင်းစည်းတပ်သား1000ကျော်ပါဝင်အင်အားတန်းရှိတဲ့ဝန်ပူလွေစည်းသူရဲ့စစ်တပ်ကြီးကနောက်ကနေလိုက်ပါလာခဲ့တယ်ဒါပေမဲ့ကွက်တီပဲအဲ့ဒီထက်မကပို့ပြီးတော့ပြင်းထန်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ PR တစ်ခုကငါရဲ့နတ်ဖျားနယ်ပယ်တဲ့ကိုတက်စင်းကြရောက်လာခဲ့တယ်ရောက်ရှိလာတဲ့လူကတော့စစ်မှန်တဲ့နတ်ဖျားဥပဒေသားရဲ့ကိုပွားပဲဖြစ်တယ်မင်းကိုယ်တိုင်ပေးထားတဲ့ဂတိစကားကိုဖောက်ဖျက်ဖို့ကြိုးစားနေတာလားလို့မေးခွန်းထုတ်လိုက်တယ်စစ်မှန်တဲ့နတ်ဖျားတစ်ပါးရဲ့ PR ကိုခန်းစားလိုက်ရတာနဲ့အမျှကြမ်းကန်းကမဟုတ်ပါဘူးကျွန်တော်မလုပ်ရဲပါဘူးကျွန်တော်နောက်ပြောင်လိုက်ရုံတက်တက်ပါလို့ချက်ချင်းပဲတုံတုံရင်ရင်နဲ့ရှင်းပြလိုက်ရတော့တယ်